ကျွန်တော်တို့အခုဒီနှစ်2025ကနိပညာနဲ့ပတ်သက်ပြီးတော့လူသစ်တွေအများကြီးထွက်တဲ့နှစ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်တဲ့အထက်မှာ rocker တွေပါတယ်ဆိုရင်တော့ခင်ဗျားတို့ဒီကောင်မလေးကိုကြိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သူ့ပုံကဘယ်လိုလဲဆိုတော့ရှီနည်းနည်းတင်စာမော်နည်းနည်းပြီးတော့မဆုပ်ကြီးနည်းနည်းအဲ့လိုဟိုပါပါဒီပါပါတွေအဲ့လိုအများကြီးပေါင်းထားပြီးတော့ဖြစ်လာတဲ့လူတစ်ယောက်လို့ပြောလို့ရတာပေါ့နော် rocker ပေါက်ဆလေးပဲဖြစ်ပါတယ်ဆိုတော့ဘယ်အဆိုပြိုင်ပွဲရမှပြိုင်ပြီးတော့နာမည်ကြီးလာတဲ့ဟာလည်းမဟုတ်ပါဘူးသူကနဲ့သူ produce လုပ်ပြီးတော့သူဝါသနာပါတဲ့ဟာကိုသူချတဲ့ rocker ပေါက်ဆလေးပေါ့နော်ဘယ်သူနဲ့တရုပ်ဆောင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ချစ်ရပါတော့ကိုဖြိုးနဲ့ပါသူတို့ကတော့အတီတရုပ်ဆောင်တာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကိုဖြိုးမြအောင်ကျွန်တော်နောက်မှဖြစ်ပါတယ်အဆိုတော့မင်းသားပြီးတော့ model နောက်ဘာတွေကြမ်းသေးလဲစာကြောက်ရုပ်သူက The Mask Singer မှာသူစာကြောက်ရုပ်ဆိုတော့တချင်းရဲ့နာမည်ကတော့ကျွန်တော်တို့အလွမ်းရဲ့ပင်လေပါအလွမ်းရဲ့ပင်လေ composer က Sonita Singer ကူကူဟန်တာအတာကတော့မောင်ဖြိုးရယ်ကူကူဟန်တာရယ်ထက်တရာလင်းဟာ driver ကတော့အောင်ကျော်တန့် DOP ကတော့ရဲဝင်ဘာညာတာကပါနော်အကုန်လုံးတော့မဖတ်ပြတော့မောလို့ကန်တာ production ကနေပံ့ပိုးကုညီပေးထားတယ်ဗောနော်ဆိုတော့ okay တီဇာလေးရင်ဖွင့်ပြဒိုလီဇိုမိုင်ကိုဖောက်တယ်ခေါ်နေတာဘာလို့ဆက်တယ်မလို့တာလဲပြောပါကိုဖုံးမိကုံနေလို့ပါကွာကိုရှေ့ရချီပြီးတော့ကိုပြန်မဆက်နိုင်သေးလို့ပါကွာကိုပြိုးအမှန်ကန်အဲ့လိုမျိုးတွေထည့်ရပါနော်ငါ music video ကြငါအဲ့လိုရိုက်လုံးဝအတီပေါက်ကြီးတွေနဲ့နေနဲ့ပတ်သက်ပြီးတော့ငါအရင်စိတ်ကုန်တာစိတ်ကုန်ဟုတ်တယ်နေနဲ့ပတ်သက်ရတော့ငါပူလောင်ဝါရှုပ်လို့မရအောင်နော်မင်းကိုဖြိုးမြအောင်အလွမ်းရက်ပင်လဲဒါအတီဘူဖာတွေပါတယ်နဲ့နားထောင်မှဆိုရင်အတန်လေးကိုဂိတ်ဆုံးလေးတင်ပေးဖို့ပြောချင်ပါတယ်slow rock Bisa keringa cendera shome wane bombe butia omide so sabe de loye pe It's a kere ne ya do how we want it Hasum ya de me ye bo ye nya la kwe we myo ba de ho we dai dai nya de ye ye le me ye bo ye nya la kwe Song the me are the hippolyte Not alone She didn't love me, tell me how you love me Chain ring all over me Three years long, they are on me They get on me now Now you know we're being these of my midnight mamaကာလာတွေ short တွေဆောင်းရမိုက်ပါတယ်ကျွန်တော်တို့က music video တစ်ပုဒ်ခံရတဲ့ကျွန်တော်အဲ့လိုမျိုးခံစားပါတယ်ဘာလို့လဲဆိုတော့ဖုန်းနဲ့ရိုက်လဲဗျာသိတယ်ဖုန်းနဲ့ရိုက်လဲဗီဒီယိုပါပဲသိတယ်မလားကျွန်တော်ဖုန်းနဲ့ရိုက်လဲဗီဒီယိုပဲရှင်းပြောကျွန်တော်ဟို90 20တုန်းကကျွန်တော် Nokia ရဲ့ကင်မရာပါတယ် Nokia နဲ့ရိုက်လဲဗီဒီယိုပဲပေါ့နော်ဟိုဒိုးပေတော့ညာလဲစေတနာပေါ့နော်ကိုစီမှာပြိသက်မရှိပြိသက်မရှိသေးလို့အခုမှစားတဲ့သူပဲဖြစ်ဖြစ်ကိုလွတ်လိုက်တဲ့ဟာလေးကစေတနာလေးဆိုတဲ့အရာလေးထည့်ပြီးပေါင်းလိုက်တယ်ဆိုရင်တော့ပူပြီးတော့ကောင်းတယ်ပေါ့နော်မူကတော့မိုက်အရှင်ကိုတစ်ချက်ရှို့မင်းတို့ဟာစိတ်ဆိုးတာတေးနေတာဘယ်လိုကိုပြောပြအောင်တေးနေတယ်သဘောပါလားမင်းတို့ငါကိုကြီးကိုစိတ်ဆိုးအောင်လှုပ်တာဘာလို့လဲငါကိုကြီးကိုစိတ်ဆိုးအောင်လှုပ်တာဘာလို့လဲပြောကိုကြီးငါဘိုက်ဘာနေငါစာလန်းပို့မယ်ဟာလို့မင်းသွားရှုပ်လို့မရဘူးကိုဖြိုးမြောင်တေးဥဆောင်မှာဆောင်းကောင်းတာ
Academy ဆိုလိုကကောင်းလိုက်ဆိုလိုကဘယ်သူတီးတာအော်ကျွန်တော်ဟာကွာငါတို့ရဲ့ ER ရသွားရှုပ်လို့မရဘူးဆိုတော့အဲ့ဒါပြောတာဒီမှာ music က Iron Cross ဆရာချစ်ဆိုလိုတီးပြီးတော့ missing က mastering ကိုဆရာချစ်လုပ်ပေးထားတာ哦ဆိုလိုတစ်ချက်နားထောင်လိုက်တာနဲ့ဒီဆိုလိုကဘယ်လောက် standard ရှိလဲဆိုတော့ငါတို့ကသိတယ်drop verse ကနေပြီးတော့အဲ့ချမ်းအဲ့စုံစမ်းမဲ့တဲ့လွမ်းရဲ့ပင်လဲဆိုအဲ့ drop ဆင်းတဲ့ဟာဆောက်ဝမ်းကြိုက်တယ်စုံစမ်းမဲ့တဲ့လွမ်းရဲ့ပင်လဲလက်ချစ်ခဲ့တဲ့နေရတွေ့ဟာဝေးဝါစေခါစုံများတဲ့နေရကိုရင်များတော့ပဲဝေမျိုးသွားတဲ့ဝေးတိတ်တိုင်းများတဲ့ရေရင်လေးပဲနေရကိုရင်များတော့ไอ้เจ้าတော့မိုက်တယ်ไอ้เจ้าရကွတ်တယ်လက်ချစ်ခဲ့တဲ့နေရတွေ့ဟာဝေးဝါစေခါစုံများတဲ့နေရကိုရင်များတော့ပဲဝေမျိုးသွားတဲ့ဝေးတိတ်တိုင်းများတဲ့ရေရင်လေးပဲနေရကိုရင်များတော့ပဲဆုံးသမျှတဲ့လွန်ရဲ့ပင်နာတလားနေရေထဲမှာမဲ့ကြောင်မဲ့ငါယူလို့နေချိန်တွေကိုလုံးတော့လေသတိရလို့နေရတော့ပဲနေငယ်တော့ပဲနာရဲ့တဲ့ဝဲပြီးပြင်းကြီးစမှာမြင်နိုင်မှာဆွေးနေတဲ့ဒီချစ်များမင်းတော့ငါသိထား ကိုဖောက်တယ်ခေါ်နေတာဘာလို့ဆက်တယ်မလို့တာလဲပြောပါ နေနဲ့ပတ်သက်ပြီးတော့ငါအရင်စိတ်ကုန်တာ ဟုတ်တယ်နေနဲ့ပတ်သက်ပြီးတော့ငါအရန်စိတ်ကုန်လာဒီဘဲကဒိုင်ယာလောရဲ့တန်ဖို့အတက်အကြောက်ပါဒီဘဲကသိတယ်မင်း2026အကယ်ဒမီကဟိအောင်ဖြိုးမြအောင်ပဲနော်သဘောပေါက်လာတော့မသိ ညီးငွေတာနေနဲ့ပတ်သက်ရတော့ငါပူလောင်တာ ဒါပဲ နာကျလို့နေရှင်နေမမေကြောင့်မငါယူလို့နေချိန်တွေကိုလုံးတော့လေသတိရလို့နေရတော့ပဲဒီငယ်တော့မဲနာငါရဲ့နဲ့ဝေးပြီးပြင်းကြီးစမ်းပါမြင်နိုင်မှာဆွေးမြေတဲ့ဒီချစ်များမင်းတော့ငါသိချာတကယ်ပါဆုံးစားမဲ့တဲ့လွမ်းရဲ့ပင်လေဆုံးသမျှတဲ့လွမ်းရဲ့ပင်ဆုံးစားမဲ့တဲ့လွမ်းရဲ့ပင်ဒီဥဆောင်တော့မိုက်တယ်ဟိအောင်ရှော့ကတော့မိုက်ပါတယ် composition လောကကွက်တိနော်ဟိုဘက်နောက်မှာနေရှိမယ်မီးပုံရှိမယ်ဒီဘက်က subject ရှိမယ်ဟူးဆိုတော့ဒီအထိပဲကျွန်တော်ကြည့်ပါမယ်ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်တွေ့ရတဲ့လောက်တော့လက်ထဲမှာသွေးတွေတွေ့ရဆိုတော့ဘလူးကိုရှော့လိုက်တယ်တော့မသိဘူးဆိုတော့မောင်ဖြိုးမြအောင်ပဲရှော့လိုက်သလားမောင်ဖြိုးမြအောင်ဖောက်တဲ့ကောင်မလေးကိုပဲရှော့လိုက်သလားတော့မသိဘူးဘလူးရှော့လဲဆိုတာသိချင်တယ်ဆိုရင်တော့ကိုကူဟန်တာရဲ့အဲ့မှာ page မှာတင်ထားပါတယ်အဲ့မှာသွားပြီးတော့ကြည့်လိုက်ပါဒါမှမဟုတ်လေ YouTube ကကျွန်တော်ဗီဒီယိုကြည့်တယ်ဆိုလေ YouTube မှာကူကူ official ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒါမှမဟုတ်လေတချင်းရဲ့နာမည်ဖြစ်တဲ့အလွမ်းရဲ့ပင်လဲဆိုပြီးတော့ရိုက်ရှာလိုက်ပါအဆုံးကြည့်ပြီးတော့ကြည်စင်မဲတင်ပါတယ်အားလုံးပဲသူစနိုက်ကိုစနိုက်ဒန်နေရနေပြီးတော့ကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးတက်တာပါ